အားလုံးပဲမင်္ဂလာညာချမ်းလေးပါခင်ဗျာ6ချားပွဲပရလောကဇလန်းတွေကိုပြောပြမယ်အစီအစဉ်လေးရနေပြီးတော့ပြန်လည်ပြီးကြိုဆိုပါရခင်ဗျာကျွန်တော်ဒီနေ့ညတော့စာရေးဆရာကြီးတာတီရေးထားတဲ့ Season 1 Episode 6ဖြစ်တဲ့ Season 1အခန်း6ဖြစ်တဲ့ကိုသင်ချိုင်းကဝေဆိုတဲ့ပရလောကဇလန်းလေးကိုအစအဆုံးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီဇလန်းလေးမစခင်မှာကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လေးလုပ်ထားပြီးဘေးနားခေါင်းလောင်းလေးကိုလည်းနှိပ်ပေးထားဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာဆရာကြီးဆိုင်းတော်ဘာပြန်သွားပြီးတစ်နှစ်လောက်ရှိတော့ဗန်မွေးကုန်းကလူတယောက်ရောက်လာတယ်ဗျဒီလူကကဝေဆိုပဲကျုပ်လည်းမသိပါဘူးဗျာတရကျုပ်စီကိုဗန်မွေးကုန်းကကြောက်နေဆိုတဲ့ကောင်ရောက်လာပြီးပြောလို့သိတာဗျဟေးကောင်ကြောက်နေဘဲဦးလာတော့ကိုသားတေစီကိုပဲလာပါဗျာကိစ္စနည်းနည်းရှိလို့ဗျအေးလာလေကွာကျုပ်ထိုင်နေတဲ့မကြီးမင်းအောက်ကကွပ်ပြစ်ပေါ်ကိုခေါ်လိုက်တယ်ဟဲ့ဒါဗန်မွေးကောင်ကကြောက်နေမလားကျုပ်မေကအိမ်ဘွားနေပြီးတော့ကြောက်နေကိုလှမ်းနှုတ်ဆက်တယ်ဟုတ်ပါအကြီးရေအဘတို့အကြီးတို့နေကောင်းကြရဲ့လားဗျအေးကောင်းပါတော့နေမေစိန်ကြီးရောနေကောင်းရဲ့လားဟဲ့ကြောက်နေဟိုတလောကတော့နည်းနည်းဖျားသေးတယ်အကြီးရဲ့အခုတော့ကောင်းသွားပါပြီအော်အေးအဲ့ဒီမှာနင်းကိုသားတီနဲ့ထိုင်ကြအကြီးရင်နွေးချမ်းထည့်လိုက်အောင်မယ်ကြောက်နေကျုံနာမှာဝင်ထိုင်လိုက်တယ်ဗျခဏကြာတော့အမေကလက်ဖက်တုပ်နဲ့ရင်နွေးချမ်းယူလာပြီးတဲ့ခင်းဧကန်နေဗျအကျန်းလေးတောက်ရင်လက်ဖက်စားရင်ညီကိုရီလိုစကားပြောကြပေါ့အကြီးနောက်ပိုင်းကကြော်မောင်တို့ဘက်ကိုခဏသွားလိုက်အောင်မယ်ဒီကောင်တွေစက်ပေါ်မယ်ပြောတယ်ပေါ်ပြစ်လားမပေါ်ပြစ်လားသွားမေးလိုက်ပါအောင်မယ်ကြောက်နေထမင်းစားရင်မှဖြည်းဖြည်းပြန်တော့သိလားဟာမစားတော့ပါဘူးအကြီးရအောင်မယ်တော့စိန်ကြီးသားငါ့ရင်ရောက်ပြီးတော့မှထမင်းမစားပဲပြန်လို့ရမလားဟဲ့ကဲထိုင်အောင်အကြီးမကြောက်ဘူးအခုပဲပြန်လာခဲ့မယ်နော်ပြောဆူနဲ့အမေကတပတ်ကလေးတစ်ထည်ခေါင်းပေါ်တင်းပြီးထွက်သွားတယ်ဗျကဲကြောက်နေပြောပါဦးကွာဘာကိစ္စများလဲကွာဒီလိုကိုသားတည်းရဲ့ကျုပ်တို့ရွာမှာလူတူးလူဆန်းတယောက်ရောက်နေတယ်ဗျဟေးဟုတ်လားဆရာလားကွာဆရာလို့ပြောရမလားဘိုးတော်လို့ခေါ်ရမလားတော့မသိဘူးဗျစွမ်းတော့လွတ်စွမ်းတာကိုသားတည်းရဲ့ဟေးဟုတ်လားကွာကြောက်နေဘာတွေစွမ်းလို့တော့ကွာငါ့ကိုလည်းပြောပြပါဦးဟာဒီလူစားရောက်တော့ရွာထဲကိုမဝင်ဘူးဗျတင်းချိုင်းကုန်းတွေကဈေးရက်မှာနေတာဗျရွာသားတချို့ကဘာလဲဆိုပြီးတွားအကဲခတ်တဲ့ချိန်မှာဒီလူကအစွမ်းပြတော့တာပဲဗျာဘယ်လိုအစွမ်းပြတာတော့ကွာမွေတွေကိုခေါ်တာဗျမွေတွေမွေကိုဒီလူကခေါ်လို့ရသလားကွာရပါဗျာရွာကကိုအောင်ကျော်ကြီးတို့ကျုပ်ကိုပြန်ပြောပြတာဗျပထမဆုံးဒီဆရာဂါရီဘာတွေရွတ်ပြီးခေါ်လိုက်တာတထွာလောက်ပဲရှိတဲ့မွေနီရဲလေးတကောင်သူ့စီကိုရောက်လာတယ်ဗျအဲ့ဒီမွေနီကလေးကတိတိလေးပေမဲ့ဒီနယ်မှာရှိသမျှမွေစိုးတွေအချုပ်လို့ပြောတယ်ဗျအဲ့ဒီမွေနီကလေးကိုဒီဆရာကလူတယောက်နဲ့စကားပြောသလိုပြောတာဗျငါမွေဟောက်ဘယ်ရွယ်နှစ်ကောင်နဲ့မွေပေးဘယ်ရွယ်တကောင်လိုချင်တယ်အခုချက်ချင်းလှုပ်ပေးရမယ်လို့အမိန့်ပေးပြီးခိုင်းလိုက်တာလေဗျာမွေနီကလေးရတယ်လူစကားကိုကောင်းကောင်းနားလည်နေတဲ့ပုံပဲပဲချက်ချင်းလှည့်ထွက်သွားပြီးတိတ်မကြောက်ဘူးတဲ့ဗျာအဲ့ဒီဆရာပြောတဲ့အတိုင်းမွေဟောက်ကြီးနှစ်ကောင်နဲ့မွေပွေးကြီးတစ်ကောင်ရောက်လာကြတယ်ဆိုပဲဗျအဲ့ဒါဒီဆရာမင်းတို့ရောက်လာပြီလားတက်ခက်ဇေယျပေါ်တက်ခက်ခေါ်လိုက်တော့မွေသုံးကောင်တက်လာကြတယ်ဆိုပဲဗျကိုအောင်တော်ကြီးတို့ကတော့ကြောက်လွန်းလို့အသားတွေဆက်တုံနေတယ်ဗျသူတို့ချောင်းကြည့်နေမင်းတို့သုံးကောင်ဟိုနေရာမှာညီတွားနေကြလို့လက်ညှိုးထိုးပြလိုက်တော့အဲ့မွေတွေကလူစကားကိုနားလေတဲ့အတိုင်းပဲဗျာတွားပြီးခွေနေကြတာလှုပ်ကိုမလှုပ်ဘူးဆိုပဲအဲ့တော့မှဒီဆရာကပြောတယ်တဲ့သူဒီညတရားထိုင်တဲ့အချိန်မှာသူ့ကိုစောင့်ရှောက်ဖို့ခေါ်တာတဲ့ဗျာဟာဒီလောက်တောင်စွမ်းတာလားကြောက်နေရဲ့အဲ့ဒါနဲ့ကိုအောင်ကျော်ကြီးတို့ကလည်းအဲ့ဒီဆရာကိုရှ िख ိုးကြတာပေါ့ဗျာပုံးနေရကနေထွက်ပြီးတော့သူတို့ပြန်လာတော့ရွာထဲမှာဒီသတင်းကပြန်သွားတာပေါ့ဗျာတချို့ကလည်းတင်းချိုင်းကုန်းနဲ့တွားပြီးမရောမလဲနဲ့တွားပြီးအခဲခတ်ကြတာပေါ့ဗျာဒီမှာတင်ပို့ပြီးအံ့ဩစရာကြီးတွေးလာကြတာပြို့ဘာတွေတွေးလာလို့လဲကွာကိုသားဒီမွေကြီးနှစ်ကောင်ကအဲ့ဒီဆရာတရားထိုင်နေတဲ့ခေါင်းပေါ်ကထုတ်တန်းကြီးမှာခွေနေကြတာတဲ့တကောင်ကဆရာရဲ့လယ်ပင်မှာပတ်ပြီးငိန်နေတာတဲ့ဗျာဆရာကတော့တရားထိုင်တော့မပြတ်ဘူးဆိုပဲအော်တော်စွမ်းတာပဲကွာနောက်တနေ့မိုးလင်းတော့ကျုပ်တို့ဗန်ဝေးကောင်ကရွာသားတွေကသူ့အိမ်ကြွပါငါ့အိမ်ကြွပါနဲ့ဆရာကိုတွားပြီးပင့်ကြတာလူရက်ပဲပေါ့ဗျာဟုတ်လားဒါထက်ဒီဆရာရောက်နေတာဘယ်လောက်ကြာပြီလဲကွာတပတ်လောက်တော့ရှိပြီဗျမွေတော့လွတ်လိုက်နေလွတ်ပြီးတော့နိုင်တဲ့လူပဲဗျာတာတည်းရဲ့ဟိုတနေ့ကနေကျုပ်တို့ရွာသားဥပွားကြီးပိုးထိပါရောပါလားဗျအဲ့ဒီဆရာကြွလာပြီးမွေကြိုက်တဲ့ခြေတော်အောက်မှာငှက်ပြောဘက်ခင်းခိုင်းပြီးတော့အမိန့်ပြန်လိုက်တော့ကြိုက်တဲ့မွေဟောက်ကြီးကရောက်လာတယ်ဗျမင်းအစိတ်တွေမင်းကုံပြန်ဆုပ်ယူသွားတော့ဆရာအမိန့်ပေးလိုက်တော့မွေဟောက်ကြီးကသူ့ဆွေရာကနေပြီးတော့အကုန်ဆုပ်ယူပြီးငှက်ပြောဘက်ပေါ်အန်ချလိုက်တယ်ဗျာ
ဥပွားကြီးလည်းအခုဒီဘာမှမဖြစ်တော့ပဲယားတဲ့ပြန်ဆင်းပြီးအလုံးလုံးနိုင်နေပြီဗျမင်းရဲ့ဆရာအထက်လန်းဆရာတော့မဟုတ်တော့ဘူးကွာအကြောက်နေရအောက်လန်းပဲဖြစ်လိမ့်မယ်နောက်ထပ်လည်းမင်းတို့ရွာသားတွေမွေကြိုက်ခံရနိုင်သေးတယ်ကွာဗျာဘာဖြစ်လို့လဲကိုသားသေးရဲ့အဲ့ဒီမွေကိုသူကိုယ်တိုင်ပဲကြိုက်ခိုင်းပြီးတော့သူပဲအဲ့မွေခေါ်ပြီးအစိတ်ဆုပ်ခိုင်းနေဆုပ်ခိုင်းပြီးချက်ချင်းနာမည်ကြီးလာတဲ့နီးကိုသူခွင်ဖန်တာပေါ့လေဟာကျုပ်တို့ကိုသားစီတွေးလို့မတွေးမိဘူးဗျာဒါကြောင့်လည်းခမ ्या ကိုအားကိုးတာပေါ့ဗျခမ ्या ကတော့ဘူးသားများတဲ့လူဆိုတော့ကျုပ်ကတိထားတယ်လေပြောပါအောင်ကြောက်နေရအခုလာတဲ့ကိစ္စဒီလူအကြောင်းပြောယုံပဲလားဒီလိုလည်းမဟုတ်သေးဘူးဗျအဲ့ဒီဆရာကိုမနှက်ရောနေ့လေရောဖုံးကြီးစွန်းကတ်တယ်လို့ကျုပ်တို့ရွာသားတွေကကျွေးမွေးပူဇော်နေကြတာပြို့ဒီဆရာကညစာတော့မစားဘူးဗျသူက6ပါးတီလာတယ်နေတယ်ဆိုပဲဗျအောက်လန်းဆရာတွေကိုတော့တတိထားရမယ်နော်ကြောက်နေစိတ်ချလို့တော့မရဘူးနော်သိလားအဲ့ဒါကျုပ်ပြောချင်တာဗျကျုပ်တို့ရွာအကြီးဝတ်မရဲ့သမီးပေါက်ဆာမကိုကိုသားတီသိရမလားပေါက်ဆာမသိတာဗောကြောက်နေရမင်းတို့ရွာအောင်ငါလာတိုင်းချီနေကြခလေးမလေးပဲဟာဟုတ်ပါကူသားသေးအဲ့ဒီပေါက်ဆာမအခုအပြိုဖဖားကြီးဖြစ်နေပြီဗျရုပ်ကလည်းချောတယ်ကိုလုံးကိုတွေကလည်းထွားထွားကြမ်းကြမ်းဗျအဲ့ဒါဘာဖြစ်လို့တော့ကြောက်နေရဲ့အဲ့ဆရာပေါက်ဆာမကိုအတင်းရောတော့တာပဲဗျကျုပ်မေယာဒီချီနေကိုရိမ့်ပြီးတော့ပေါက်ဆာမကိုကျုပ်တို့အိမ်ကိုခေါ်ထားရတယ်ဗျပေါက်ဆာမအမေမြေးတော်တာဟိုကူသားသေးရဲ့အကြီးမဝက်ကအမေသူမနဲ့နှဝင်းခွဲလေဗျာဒီလိုလားအဲ့ဒါကြောင့်ငါပြောတာကွာအောက်လန်းဆရာတွေကလူကောင်းကျိုးပေးနိုင်မယ်ပညာမရှိဘူးကွာဒုက္ခပေးနိုင်တဲ့ပညာပဲရှိတာအခုတော့ရွာသားတွေလည်းနည်းနည်းတော့သတိထားနေကြပြီပြုတ်နေပါဦးဒါထက်ဒီဆရာဘယ်ကလာခဲ့တာတော့ကွာရန်ကုန်ကလို့ပြောတယ်ဗျဗမာပဲဗျအသားဖြစ်ဖြစ်ရုပ်ချောပဲမတိတာမတိရင်တော့သူ့ကိုဘလို့မှအောက်လန်းဆရာလို့ထင်ရစရာမရှိဘူးဗျာဟုတ်လားကွာသူပြောတာသူကအဋိဌံကျင့်စဉ်တစ်ခုကိုလိုက်နေတာတဲ့သူကျင့်စဉ်မှာပါတဲ့အရက်ဒေသတွေကိုမရရအောင်ရှာဖွေပြီးကျင့်စဉ်လုပ်ရတယ်ဆိုပဲဗျသူကျင့်စဉ်ကဘာကျင့်စဉ်လို့ပြောတာတော့ကြောက်နေရဲ့သူပြောတာကတော့သူဟာကုန်းကြီးကိုကုန်းကိုလည်းအောင်ပြီးပြီတဲ့နှရဲကိုပင်ကိုလည်းအောင်ပြီးပြီတဲ့အခုကျင့်တာနောက်ဆုံးအဆင့်နဲ့ဗျကိုချင်းကျင့်စဉ်နဲ့ပြုတ်တင်းချိုင်းကိုကူပြည့်အောင်တွားပြီးတင်းချိုင်းထဲမှာမြေချင်းတူးပြီးကျင့်ရတာတဲ့ဗျာအဋိဌံအောင်ရင်မြေဖို့ထားတဲ့ကျင်းတွေကနေအလိုလိုပွင့်ထွက်လာတဲ့ဗျဟာတဲဟုတ်ပါလားကွာအဲ့ဒါသူရှစ်ချင်းအောင်ပြီးသားတဲ့ဗျအခုဒီဗံပွဲကုန်းတင်းချိုင်းကသူ့စာညွှန်းမှာပါတယ်နောက်ဆုံးတင်းချိုင်းတဲ့ဒီချင်းအောင်ရင်သူကကိုချင်းအောင်နဲ့ဗျကိုတင်းချိုင်းကဝေဖြစ်ပြီဆိုပဲဗျဟာကြောက်เสียလူပါလားကွာကိုတင်းချိုင်းကဝေဖြစ်ရင်ဘာတွေဖြစ်မှာတော့ကွာသူပြောတာတော့ကဝေတကာရဲ့အချုပ်ကြီးဖြစ်မှာဆိုပဲဗျသူလက်ညှိုးညွန်ရရေဖြစ်ပြီလို့ပြောတာပဲဗျကျုပ်လည်းတိတ်တော့နားမလဲပါဘူးဗျာဒီလူကကဝေအစ်စ်ပဲကွာအခုကျုပ်ဒီဦးလာတာအကြောင်းရှိတယ်ဗျကိုသားတည်းရဲ့အဲ့ဒီဆရာပြောတယ်အခုလာမယ့်လကွယ်ညမှာနောက်ဆုံးကျင်းဝင်ရမယ်တဲ့အဲ့ဒါသူ့ကို4000ဝေပတ်လေမြေကြီးတချင်းတင်းချိုင်းကုန်းထဲမှာတူးပေးကြပါတဲ့ပြီးရင်သူကကျင်းထဲဝင်မယ်သူကျင်းစဉ်ကိုကျင်းမယ်ညတကောင်ရင်တိတိမှာသူ့ကိုဆေးလုံး3လုံးပေါက်ပေးရမယ်တဲ့အဲ့ဒီအချိန်မှာအနောက်ရှက်ကမျိုးစုံလာနိုင်တယ်ဆိုပဲဘာဖြစ်လို့လဲဆိုတော့ဒီကျင်းဟာသူ့အတွက်6ကျင်းမြောက်ဖြစ်နေလို့တဲ့ကိုတင်းချိုင်းကဝေဖြစ်တော့မှာမို့လို့အဖြတ်စည်းတွေအများကြီးကြုံရမှာတဲ့ဗျာအဲ့ဒါတတိကောင်းတဲ့လူတယောက်ရှာပေးပါတဲ့ဒီလိုကိုအဲ့တော့ကျုပ်တို့ရွာသားတွေကကိုသားတွေအကြောင်းကိုပြောပြကြတာပေါ့ဗျာဒီမှာနေဆရာကကိုသားတွေကိုအကူညီတောင်းပေးဖို့ပြောတာပဲပေါ့ဗျာငွေကြေးလိုရှိရင်လိုတလောက်သူပေးပါမယ်တဲ့ကြောက်နေရဒီလိုမျိုးကိုဝေတယောက်ကိုတော့မကူညီခြင်းပါဘူးကွာကျုပ်လည်းဒီလိုပဲဗျာဒါပေမဲ့ဒီလူကိစ္စမြန်ပြီးသွားပြီးကျုပ်တို့ရွာနဲ့အမြန်ထွက်သွားစေချင်တာဗျာကြာရင်တခြားလူနဲ့ဘာမှဖြစ်ပဲကျုပ်နဲ့ဖြစ်လိမ့်မယ်ကျုပ်ကတော့နော်ကဝေလဲပါနားမလဲဘူးကိုသားတွေဂိုင်းခုတ်သားနဲ့ကျွေးလွှတ်လိုက်မှာပဲကျုပ်သားနဲ့တွေ့လို့ကတော့ခေါင်းတခြားကိုယ်တခြားဖြစ်သွားစေရမယ်ဗျာကျုပ်တပ်ပြင်းချလိုက်မိတယ်စဉ်းစားပါဗျာဖြစ်နိုင်ရင်ကုညီပါကိုသားတွေကအဲ့ဒီညကြရင်ကျုပ်ပါလိုက်မှာပါပြီးတော့ကျုပ်ညာတိုင်းတွေးထားတဲ့ကျုပ်ရဲ့ဂိုင်းခုတ်သားကြီးလဲယူလာမှာဗျကိုသားတွေကိုဒီလူတစ်ခုခုလုပ်လို့ကတော့ကျုပ်ဓာတ်နဲ့ပြေးပြီးပိုင်းချပြီးသားပဲဗျာကျုပ်ကြောင့်နေကိုလှည့်ကြည့်လိုက်မိတယ်ပြောရရင်ကြောင့်နေပြောသလိုပဲရွာလူတွေကိုဒုက္ခပေးမှလဲစိုးရင်ရတယ်ဗျအထူးသဖြင့်တော့မိန်းကလေးတွေကိုပေါ့ကွာဒီလူမှာဆေးဝါးအစုံရှိတာဗျတကယ်စွမ်းတဲ့ကဝေမိုင်တူစည်းတို့ဘာလို့အားကြီးစွမ်းနေဆိုပဲကျုပ်ဆရာကြီးဦးနုံဖာကျုပ်ကိုပြောပြဘူးတယ်ဗျကဲကွာကြောင့်နေငါလုပ်ပေးမယ်အဲ့ဒီညဆေးလုံးပေါက်တဲ့ကိစ္စငါတာဝန်ယူမယ်ကွာဟန်ကြပြီကိုသားဒီအဲ့ဒီညဒီလူနဲ့ကျုပ်တို့ညီကိုလိုက်သွားမယ်ဗျာအခြေအနေမှန်ရင်တော့ဒီလူကိုကျုပ်ဓာတ်နဲ့ပြေးပိုင်းပစ်လိုက်မယ်
မလိုက်ရပါဘူးကွာငါတယောက်တည်းလိုက်ရဲပါတယ်ကွာဒါဆိုရင်လက်ွယ်နေညက်နေရောက်အောင်လာခဲ့ကိုတာတီယာအေးပါဒီနေ့ညနေ4 နာရီလောက်ငါရောက်လာခဲ့မယ်မင်းတို့ဆရာကိုလည်းတည်တည်ချာချာပြောထားပါငါဆက်လာခဲ့မယ်လို့အဲ့ဒါထက်အဲ့ဆရာနာမည်ဘယ်သူတုံးကွာတောင်စင်နဂါကိုတက်ခါတဲ့ဗျကိုတက်ခါပေါ့အေးပါကွာဒါဆိုလဲကျုပ်လဲစောပြန်လို့ရတာပေါ့ကိုတာတီယာမပြန်နေအောင်မင်းထမင်းမစားပဲပြန်သွားရင်အမေစိတ်ဆိုးလိမ့်မယ်ထမင်းဝါစာသေးသမောအိပ်ပြီးညနေမှပြန်ကြားလာကြောက်နေခမည်းပြောရင်းဆိုရင်နဲ့ဗျာပြောရင်းဆိုရင်နဲ့အရင်ငွေစိန်တော်ဝတ်သားတို့ဆိုပြန်လာနေပြီအဲ့ဒါကြောင့်ငါပြောတာကွာအဲ့ဒီနေရာကြောက်နေအိမ်မှာပဲအဲ့ဒီနေရာကြောက်နေအိမ်မှာပဲထမင်းစားတယ်ကျုပ်မေဝတ်သားချက်လွတ်ကောင်းတာဗျာကျုပ်ဆိုတဲ့ကောင်ကလည်းအထူးဆန်းတွေ့ရရင်ဆိုရင်တိတ်စိတ်ဝင်စားတာလားဗျလားကွယ်နေရောက်ကလေးကဖင်ကြွဖြစ်နေတော့တာဗျညနေ3 ချက်တီးလောက်ကလေးကကျုပ်တယောက်တည်းပန်းပွေးကုန်းကိုထွက်ခဲ့တာပဲဗျအမေနဲ့အဘတို့ကျုပ်ဒီညပန်းပွေးကုန်းမှာအိတ်မယ်လို့ပြောခဲ့တယ်ဗျပန်းပွေးကုန်းနဲ့ကျုပ်တို့ရွာကတ်နေတာဗျနာရီခွက်လောက်ရှောင်းရင်ရောက်တာပဲကျုပ်ပန်းပွေးကုန်းကိုရောက်တော့အကြီးစိန်ကြီးတို့အိမ်ကိုတန်းလာခဲ့တာပေါ့ဗျာကြောက်နေလဲကျုပ်ကိုမျှော်နေတာဗျကိုတာတီလာပြုတ်ကျုပ်မနဲ့ထဲကကိုတာတီကိုမျှော်နေတာဗျကိုတာတီကျုပ်ကိုမှတ်မိသေးလားဒါဘယ်သူတုံးကြောက်နေကိုတာတီမှတ်မိဘူးမို့လားပေါက်စားမလေးကိုတာတီရဲ့ဒါပေါက်စားမလားငါစိတ်ထဲနင်းကိုပစ္စည်းလေးပဲမြင်နေတာတာတီရောက်လာပြီလားလာအကြီးဒီမှာထမင်းဟင်းတွေအစင်သင်းချက်ထားတာပေါ့စားမှာပေါ့ကြီးရဲ့ဒါထက်အကြီးနေကောင်းရဲ့လားကောင်းပါတော့ဟိုတလောကတော့ဖျားလိုက်တာတော်ခံလိုက်ရတယ်တာတီရဲ့အခုတော့ကောင်းသွားပါပြီကိုတာတီရဲ့ရွာထဲကကိုအောင်တော်ကြီးတို့ကတော့ဆရာကိုတက်ခါအတွက်မြေချင်းတစ်ခုတူးနေကြတာပြီးတော့အခုကနာပဲပြန်လာကြတယ်ဗျကိုတာတီရောက်ပြီလားလို့တော့ခေါ်သွားသေးတယ်မေးသွားသေးတယ်ဗျဒါဆိုရင်ဒီဆရာဒီညလုံမှာတေးကြတာပေါ့တေးကြတယ်ဗျကိုတာတီသူ့ကိုလာပြီးကူညီပေးမယ်ဆိုလို့ဝမ်းသာနေတာဗျဒီညတော့ကျုပ်အောင်ပြီလို့ကိုတက်ခါတဖွာပြောနေတာဗျဟုတ်လားဒါဆိုရင်ငါသူနဲ့သွားတွေ့လိုက်မယ်လေဒါမှသူလဲစိတ်အေးသွားမှာပေါ့ကွာသွားမယ်လေကိုတာတီကျုပ်နဲ့ကြောက်နေရွာထဲကိုရှောက်လာခဲ့တယ်ဗန်မွေးကုန်းကလူချမ်းသာတယောက်ဖြစ်တဲ့ဦးချက်ဖရဲ့အိမ်မှာဆရာကိုတက်ခါတဲတယ်ဗျဆရာကိုတက်ခါတဲတယ်ဆိုပြီးမှဦးချက်ဖအသင်းကိုခေါ်ထားတာဦးချက်ဖရဲ့အိမ်ဝိုင်းကတော်ကြက်သားဗျအိမ်ကလည်းကျွန်းအင်ကြီးခေါင်းတစ်ခုထုတ်လို့ရေနံကိုမှောင်နေအောင်တုတ်ထားတာဗျကျုပ်တို့ရောက်တော့အင်ကြီးရဲ့ဖျားကန်းမှာလူတွေအုံလို့ဗျခေါင်းရင်းမှာအကြအနာထိုင်နေတဲ့လူကိုကျုပ်တစ်ချက်ကဲခတ်ကြည့်လိုက်တယ်လူကတော့လူပုံကခတ်ချောပဲဗျအသားဖြူဖြူပိန်ပါမျက်လုံးမျက်ဖန်ကလည်းကောင်းသားပဲဗျဒါပေမဲ့လက်တွေခြေတွေမှာတော့ဆေးတွေထိုးထားတယ်ဗျအင်းကွက်တွေထင်ပါရဲ့ဗျတာတီရောက်လာပြီလားဟေးလာကွာတာတီမင်းကိုဒိုးဆရာမျှော်နေတာလာဒီရှေ့ကိုလာဦးချက်ဖာကြီးကကျုပ်ကိုမြင်တော့ဝမ်းသာအားရလှမ်းပြောလိုက်တာကိုဗျဆရာကိုတခါကျုပ်ကိုစက်ကနေလှမ်းကြည့်လိုက်တယ်ပြီးတော့မှချက်ချင်းကိုပြုံးသွားတာပဲဗျဟာမောင်တာတီရောက်ပြီကိုကွာကျုပ်ကိစ္စအောင်ပြီပေါ့ဗျအောင်ပြီပေါ့ကျုံနာရောက်တော့ကိုတခါကျုပ်ကိုပြုံးကြီးကြည့်တယ်ဗျမောင်တာတီဆရာကိုခုလိုလာပြီးပါရမီဖြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ကွယ်ဟုတ်ကဲ့ပါဆရာပါရမီကိုကျုပ်ဖြည့်ပေးပါမယ်တခုတော့ဆရာပြောပြခြင်းနဲ့ကွယ်ဆရာတို့ပညာစခန်းမှာအသက်နဲ့ရင်းပြီးတက်ခဲ့ရတာကြီးပေါ့ကွာဆရာဆိုရင်လူတကာအောင်နိုင်ပြီးခဲတယ်ပေါ့အောင်နိုင်ခဲ့တဲ့နေရဲဆောင်တဲ့အပင်ကြီးကိုလည်းအောင်ခဲ့ပြီးကွာကုန်းကြီးကိုကိုလည်းအောင်ခဲ့ပြီကွာရှူကြီးကိုရှူကိုလည်းအောင်ခဲ့ပြီပြီးတော့အမြင့်ဆုံးဖြစ်တဲ့ရှစ်တင်းကြိုင်ရှစ်ချင်းထွက်ခဲ့ပြီကွာဒီတချင်းထွက်ရင်ကိုချင်းထွက်ဖြစ်ပြီပေါ့မောင်တာတီဒါနောက်ဆုံးချင်းပဲကွဒီတော့ဆရာအတွက်တေးရှင်ရေးပါပဲကွဟုတ်ကဲ့ပါဆရာကျုပ်ကတော့ဘာပဲရင်ဆိုင်ရမမှုပါဘူးဗျာအဲ့ဒီကိစ္စပြောအောင်မယ်မောင်တာတီရဲ့ကျုပ်နောက်ဆုံးစစ်ကိုချင်းထွက်တဲ့ပွဲမှာအဖြက်စီးရတော့ကြီးမားမားကြုံရမယ်ကွအဲ့ဒါမောင်တာတီပေါ်မှာကျုပ်သက်မှုတည်နေရနော်ဗျာဘလို့ကြောင့်လဲဆရာဒီလိုလေမောင်တာတီကကျုပ်ကိုဆေးလုံးလေးပေါက်ပေးရမှာလေမောင်တာတီသာဆေးသုံးလုံးကိုပြည့်အောင်မပေါက်နိုင်ရင်ကျုပ်တော့သွားပြီကွဒီတော့နည်းနည်းမှမပူပါနဲ့ဆရာရဲ့ကျုပ်အားရှိလိုက်တာဗျာမောင်တာတီရဲ့အနှောက်ရှက်တွေကမောင်တာတီဆေးလုံးသုံးလုံးပြည့်အောင်မပေါက်နိုင်ရင်နှောက်ရှက်ကြမှာမပေါက်နိုင်အောင်နှောက်ရှက်ကြမှာတေးကြတယ်ကွကြိုက်တော့နှောက်ရှက်ပါစေကျုပ်ဆေးသုံးလုံးပြည့်အောင်ပေါက်ပေးပါမယ်ဗျာကဲကျုပ်စိတ်ချပြီကွာကဲမောင်တာတီကျုပ်ကိုမေးစရာရှိတာမေးပါအခြားတော့မေးစရာမရှိဘူးဆရာဒီပညာတွေကဘယ်လောက်စွမ်းထက်လဲဆိုတာသိကျင်ပါတယ်ဆရာကျုပ်ကဆရာကိုတခါအောင်မေးလိုက်တော့ဝိုင်းုံကြည့်နေတဲ့လူတွေရတယ်ကျုပ်ကိုလှည့်ကြည့်တယ်ဗျာမောင်တာတီသိကျင်တော့ဆရာဖြေပါမယ်ဒါပေမဲ့ဗဇက်နဲ့တော့မဟုတ်ဘူးလက်တွေ့ပြမယ်ကဲ
ကိုကြက်ပါကြီးခမရလဲဆရာနဲ့တနေ့လုံးစကားပြောနေတာကြားလာပြီစာရောပေါ့ခောက်ဆွဲကြော်နဲ့ green ဆိုတာလေးမတောက်ချင်ဘူးလားဟဲ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 ဦးကြက်ပါကြီးကဘာမှမပြောပဲရဲနေတယ်ဗျကဲပြောဗျာစားကျင်လားမစားကျင်သေးဘူးလားပြောဟာစားကျင်တာပေါ့ဆရာရဲ့ကဲစားကျင်စားမှာပေါ့ဗျာရွှီဆရာကိုတခါလေလေးကိုသုံးချက်ခြုံလိုက်တယ်ဗျာပြီးတော့လဝါဖြန့်ထားလိုက်တယ်ဟာကျုပ်ရောဝိုင်းုံနေတဲ့လူရောဟာကနေဖြစ်သွားတယ်ဗျာဆရာကိုတခါရဲ့ဖြန့်ထားတဲ့လဝါပေါ်မှာခောက်ဆွဲကြော်ထုတ်ကြီးဗျာတိချာကျိုးနဲ့စီးထားတာဒါအပိန်ဆိုင်ရကြော်တဲ့အပိန်လက်ရတော့မဟုတ်ဘူးဗျာကဲရော့ကြက်ဖာကြီးဖြေပြီးစားဗျာဦးချက်ဖာကြီးကခောက်ဆွဲကြော်တို့ကိုယူပြီးဖြီးရဲဗျာအိုးမှုကြီးကြိုင်နေတာပဲဗျအငွေးကလည်းတစ်ထောင်းနဲ့ဗျာဟာခောက်ဆွဲကြော်စားဖို့သူမှမပါလားနေအောင်သူတောင်းမိမယ်ပြောဆိုနေလောဝါပြန်ပြီးလေခြုံလိုက်တယ်ဗျဟာသူနီလေးကစုံဆရာကိုတခါလက်ထဲကိုရောက်လာပဲပြီပြောကဲရော့စားသူနဲ့အားရပါစားဦးချက်ဖာသူ့ကိုယူတည်လှမ်းယူပြီးခောက်ဆွဲကြော်စားတာပေါ့ဗျာအော်ရေးစားပြီးတောက်ဖို့ green ဆိုတာအေးလေးမှောင်းမှာပဲရွှီလေခြုံလိုက်တာနဲ့ဆရာကိုတခါလေထဲမှာဖမ်းလိုက်တာဗျ green ဆိုတာကြီးတလုံးရောက်လာတယ်အိုးအေးဆက်နေတာပဲဗျာပလင်းနိုင်ရံမှာလေရေစက်ကလေးတောင်တီးနေတာကဲဖောက်တံမရှိဘူးဗျာကြည်လာဖောက်ကြတော့ဗျာကျွန်တော်ဒါတော့မဖန်ပေးတော့ဘူးလို့ကိုတခါပြောလိုက်တယ်ပြီးတော့ဆရာလက်ထဲကကရင်ဆိုတာပလင်းကိုယူပြီးတောသားပြီးပါဇက်နဲ့ကိုက်ပြီးအဖုံးကိုဖွင့်လိုက်တာပြို့ဦးချက်ဖာကြီးကတော့ကြိတ်တော့တာပဲဗျာဗန်ဝေးကုန်းရွာသားတွေကတော့ဆရာကိုတခါကိုလက်ခုပ်ကလေးတွေတီးပြီးတော့ဂုံပြူးကြတာပေါ့ဗျာအဲ့ဒါမျိုးပေါ့မောင်တာတီရဲ့ဒါထင်လားဆိုတာတော့ဒါကအကင်းလေးတစ်ခုလုတ်ပြတာကွာအဲ့ဒီညကိုချင်းအောင်ဝိုင်းကျုပ်ကိုလည်းဖြောက်နိုင်ပြီပေါ့ကွာအခြားအစွမ်းတွေလည်းအများကြီးရလာမှာပေါ့ကွာအော်ဒီအစွမ်းတွေရအောင်ဆရာတို့ကြင့်ကြံရတာကိုဟုတ်ပါတယ်မောင်တာတီကျုပ်ကိုဒီညဆေးသုံးလုံးပြည့်အောင်ပေါက်ပြီးတော့ကွယ်စိတ်ချပြီးတော့ဆရာရဲ့ကျုပ်ကညဘယ်ချိန်လာမလဲမေးတော့ဆရာကိုတခဒီကနေသူသွားကြဖို့ပြောတယ်ဗျကျုပ်ကအကြီးစိန်ကြီးအိမ်မှာထမင်းမစားဖြစ်တဲ့အကြောင်းပြောပြပြီးညကြမှာတင်းချိုင်းတဲ့ကိုလာခဲ့မယ်လို့ပြောရတယ်ဒါဆိုရင်မောင်သားသေး9နိုင်မထိုးခင်ရောက်လာကွာဟာရောက်ပါတယ်ဆရာရဲ့ကျုပ်ရောက်အောင်လာမှာပါအေးဒါဆိုရင်မောင်သားသေးသွားဆရာရှိတာသွားပါကျုပ်လည်းဗန်ဝေးကုန်းရောက်တော့ရွာထဲနည်းနည်းပဲရှောက်ပြီးနှုတ်ဆက်စကားပြောရသေးတယ်ဗျရွာသားတချို့ကတော့ဆရာကိုတခါကိုအထင်ကြီးလေးစားကြတယ်လို့တချို့ကလည်းအောက်လန်းဆရာဆိုပြီးတော့အထင်သေးယွန်ရှာနေကြတာလည်းရှိတယ်ဗျဘာပဲဖြစ်ကျုပ်ကတော့လှုပ်ပေးမယ်ဆိုတာကိုဖြစ်အောင်လှုပ်ပေးမယ်သူပဲလေကျုပ်နဲ့ကြောက်နေအိမ်ပြန်လာပြီးထမင်းစားကြတယ်ပြီးတော့ငကားဆေးဘော့ကလစ်လေးမီးညီပြီးဖွာနေကြတယ်ဗျအကြီးမစိန်ကြီးနဲ့လည်းစကားစမိပြောကြတာပေါ့ညမိုးချုပ်လို့တော်ကြတော့ဗန်ပွေးကုန်းကလူငယ်တယောက်ရောက်လာတယ်ဗျကိုကြီးတာတေဦးချက်ဖာကြီးတို့ဆရာတို့တင်းချိုင်းလေးကိုတွားကြပြီဗျကျုပ်ကိုပြောခိုင်းလို့လာပြောတာပါဗျဆရာစီးချရမှာမို့လို့စောသွားတာတဲ့အေးပေါက်စမင်းသွားတော့ငါနဲ့ကိုတာတေ9နိုင်မထိုးခင်အရောက်လာမှာဟုတ်ကဲ့ပေါက်စဆိုတဲ့ကောင်သူ့တောင်းဝင်ပြီးပြီမို့ခတ်တုတ်ထပ်သွားတယ်ဗျည8နာရီကျော်တော့ကြောက်နေနဲ့ကျုပ်နဲ့ရွာပြင်ကိုထွက်ခဲ့ကြတယ်ကျေအောင်မဲရှိတဲ့ညမို့လို့မှောင်ထဲမှာတင်းချိုင်းဘက်ကိုလာခဲ့ကြတယ်ဗျကျုပ်တို့တင်းချိုင်းကုန်းနဲ့ရောက်တော့8နာရီခွဲရှိပါသေးတယ်ဗျဇေယျပေါ်မှာကိုဆရာကိုတခါစိတ်လိတ်ကလေးဖွာလို့ဗျရွာသားတွေကတော့သူ့ရှိမှာကြုံကလေးပဲထိုင်လို့ပေါ့လေဗျကျုပ်တို့ကိုလှည့်ကြည့်ကြတယ်ဗျလာမောင်သားသည်မင်းကိုဆရာမှားဆရာရှိတာမှားရတော့မယ်ကျုပ်ဆရာကိုတခါစီသွားတယ်ဒီမှာမောင်သားသည်ဆေးသုံးလုံးကိုအပ်ပြီးတော့ကျုပ်ကကျင်းထဲကနေပထမဆေးပြစ်တော့ဆိုရင်ဟောဒီအသေးဆုံးတစ်လုံးကိုကျင်းထဲအရင်ပြစ်ပြီးတော့ခဏကြာတော့ကျုပ်ကဒုတိယဆေးပြစ်လို့អော်လိုက်ရင်ဟောဒီအလုံးအလက်ကလေးကိုအိတ်သွင်းထဲကိုပြစ်ပြီးတော့ခဏကြာရင်တတိယဆေးလို့ကျုပ်ကကျင်းထဲကអော်မယ်မောင်သားတွေကဟောဒီအကြီးဆုံးဆေးကိုပြစ်ပြီးတော့မောင်သားတွေမှတ်ထားမှာတတိယဆေးပြစ်ပြီးရနဲ့ဟောဒီဇေယျပေါ်ကိုပြေးတက်ပြီးတော့ဟုတ်ကဲ့ဆရာကျုပ်ကသူတို့တူးထားတဲ့ကျင်းကိုလှမ်းကြည့်ရဲဗျဇေယျရဲ့တောင်ဘက်မှာလေးဗျ4000ကျဲတဲ့ကျင်းဗျအနက်ကလည်း4000လို့ပြောတယ်ဇေယျနဲ့ကခြေလန်း20လောက်တော့ဝေးတယ်ဗျကျုပ်ကတတိယစီပေါက်ပြီးရနဲ့ဇေယျကိုပြေးတက်ရမယ်ဆိုတော့တိချာတော့ကျွန်တော်ဇေယျနဲ့ကျင်းနဲ့အကွာဝေးကိုလေးလာထားရတယ်ဗျဒါပေမဲ့ကျုပ်ကကြောက်နေလို့အိမ်ကနေထွက်ခံနေမှာဆရာကြီးဦးနုံဖပေးခဲ့တဲ့မြက်ကွင်းဆေးတောင်ကိုကျုပ်ကြောက်ပြင်မှာတွေးပြီးတော့လိမ့်လာတယ်ဗျရွာကလာကလေးကကျုပ်မှာပါလာပြီးသားဗျပြီးတော့ဆရာကြီးကျုပ်ကိုပေးသွားတဲ့တစ်ဆုံးဆေးတောင်လဲကျုပ်အိတ်ထဲမှာပါလာတယ်ဗျကျုပ်လဲကျုပ်ကိုကျုပ်ကာကွယ်ရမှာလေပေါ့ဗျာ9နာရီထိုးကန်ပြီးတော့ဆရာကိုတခါကျင်းနဲ့ဝင်တော့တယ်ဗျ
ကျင်းအောင်မှာဖျာကလေးတစ်ချက်ခင်းထားတယ်ဗျသူကျင်းနဲ့ဝင်သွားတာနဲ့ကြိုတင်ပြင်ဆင်ထားကြတဲ့အတိုင်းကျင်းပေါ်မှာပြင်ချက်တွေဖုံးလိုက်တယ်ပြင်ချက်တွေကိုစေ့အောင်လို့စီပြီးတော့အပေါ်ကမြေတွေအုပ်လိုက်တယ်ဗျကိစ္စပြီးတော့အားလုံးဇရက်ပေါ်တက်သွားကြပြီးကျုပ်တယောက်တည်းကျင်းပေးမှာကြံနေတာပေါ့ဗျာကျုပ်ကပဝင်းကျင်ကိုအကဲခတ်လိုက်တယ်ဗျအနားကမကြီးပင်ကြီးတွေပေါ်မှာရှာသွဲလောင်းကြီးတွေနဲ့နှစ်ကောင်ထိုင်နေတယ်ဗျနဲတဲ့ကောင်ကြီးမဟုတ်ဘူးဗျလက်ဖက်ရည်ပကံလောင်းရှိတဲ့မျက်လုံးနီကြီးတွေနဲ့ကျုပ်ကိုစိုက်ကြည့်နေတယ်ဗျကျုပ်လည်းအိတ်ထဲမှာတွေ့ကျိတ်နဲ့ချိတ်ထားတဲ့တစ်ဆုံးစေးတောင်ကိုလက်နဲ့စမ်းကြည့်လိုက်တယ်ဒီတစ်ဆုံးစေးတောင်ရှိသမျှဒီကောင်တွေမဟုတ်ဘူးဗျဘယ်လိုကောင်မှကျုပ်နာကတ်လို့မရဘူးဗျဒါကိုကျုပ်ဆရာကြီးဆိုင်းနှုံဖမှားသွားပြီးပေးသားတာလေဗျကျုပ်ဘေးဘက်တွေကိုရှောက်ကြည့်တယ်လေဗျနာဘဝအကောင်တွေကတော့မှောင်ထဲမှာလှုပ်ရွရွနဲ့တွားနေကြတာပေါ့ဗျကျုပ်တို့ဘက်ကတော့မလာဘူးဗျကျုပ်လည်းပထမဆုံးပြည့်ရမယ်ဆေးလုံးအစင်သင့်ကင်ပြီးစောင့်နေတယ်ဗျတနားကြော်လောက်ရှိပြီဗျဆရာကိုတက်ခါးစီကဘာတန်မှလည်းမကြားသေးဘူးဗျကျုပ်တောင်ဒီဆရာကိုစိုးရင်လာမိတယ်နောက်နာရီဝက်လောက်ကြာတော့အော်တန်ကြီးထွက်လာတယ်ဗျမြေချင်းတွေကအတန်ဆိုတော့အတန်အိုးကြီးဗျပထမဆေးပေါက်တားသေးကဲပြစ်ပြီပေါ့ဗျာပြစ်ပြီဝုန်းဟာဇရက်ပေါ်ကလူကြီးလန့်អော်တဲ့အတန်ကိုကြားလိုက်တယ်ဗျကျုပ်လည်းနည်းနည်းတော့လန့်သွားတာပေါ့ဗျာဆေးလုံးလည်းကျင်းပေါ်ကိုပြစ်လိုက်ရောကျင်းတွေကဝုန်းဆိုတဲ့အတန်ကြီးထွက်လာပြီမိခိုးတွေအလုံးလိုက်တက်လာတာဗျခဏနေတော့ပြန်ငိန်သွားတယ်ဗျကျုပ်လည်းဘေးဘီကိုလိုက်ကြည့်ရတာပေါ့ဗျာကျုပ်ကမျက်ကွင်းစေးကွင်းထားတယ်ဆိုတော့နာဘွားတွေမြင်ရတယ်လေဒါကိုကျုပ်ကလွင်ဘယ်သူမှသိကြတာမဟုတ်ဘူးလေနောက်ထပ်တနားရီလောက်လဲကြာသွားပြန်ပြီဗျတာသေးဆေးပြစ်တော့ဆရာကိုတခိုင်းအတန်ကြီးကဒီခါတော့အကျယ်ကြီးထွက်လာတယ်ဗျပြစ်ပြီးကျုပ်ပြစ်လိုက်ပြီအသင်းကင်ထားတဲ့ဒုတိယဆေးကိုကျုပ်ပြစ်ထည့်လိုက်တယ်ဗျဝိုးဟာကျုပ်တော်နောက်ကိုခြေတလန်းဆုပ်လိုက်မိတယ်ဗျကိုင်းနဲ့ကျင်းနဲ့ကဝုန်းဆိုတဲ့အတန်ကြီးနဲ့တူမီးတောက်ကြီးတစ်ခုပါကျင်းနဲ့ကထွက်လာတာမျိုးဗျဇရက်ဘောကလူတွေကတော့ဒီတစ်ခါတော့တော်တော်လန့်သွားတာပဲဗျဟေးကောင်တုတ်ပေါ်မပြေးနဲ့မှုတ်ပေါ်မပြေးနဲ့အခုပြန်လာဘာမှလို့လဲစီးပေါက်သွားမယ်တိလားဇရက်ပေါ်မှာတော်တော်ကြီးကိုရုပ်တဲဖြစ်သွားတယ်ဗျရွာသားတွေအချင်းချင်းထွက်ပြေးမလို့ဖြစ်နေတော့တရားနဲ့တရားသတိပေးနေကြတယ်ဗျကျုပ်လည်းတင်းကြိုင်းနဲ့လိုက်ကြည့်ရတာပေါ့ဗျာဘာမှတော့ထူးခြားတာမတွေ့ဘူးဗျပြန်ငိန်သွားပြန်တယ်ကျုပ်လည်းအရေးကြီးဆုံးဆိုတဲ့တတိယဆေးကိုအစင်သင့်ကင်ထားလိုက်တယ်အလိုအမလေးမဖဲဝါရောက်လာပါလားကျုပ်ဘေးကိုတစ်ချက်လှည့်ကြည့်မှာအရက်12ပေလောက်မြင်နေမဲ့ဖဲဝါကြီးကအုပ်ကူတွေကြားမှာမကြီးရက်ပြီးမြေချင်းကိုတလှည့်ကျုပ်ကိုတလှည့်ကြည့်နေတာဗျဒါကြီးကိုများဇရက်ပေါ်မှာလူတွေမြင်သွားရင်ရုပ်တဲဖြစ်ပြီးပြေးတဲ့လူကပြေးယူတဲ့လူကယူသွားမှတေးကြတယ်ဗျအဲ့ဒီကောင်ကသူများပစ္စည်းခိုးတယ်သူများသားများကိုလွန်ကျူးတယ်ကံကြိုးကံပေါက်အကောင်ကိုးချင်းအောင်သွားရင်တော့လူတွေဒုက္ခရောက်လိမ့်မယ်ပြက်အောင်ဖြတ်ကြဟာဖះရေတစ်ပင်ဘောကောင်ခုံစင်းလာကုန်ပြီပြို့ကျုပ်လည်းအိတ်ထဲကတစ်ဆုံးစီးတောင်ထုတ်ပြီးလက်ထဲမှာစုပ်ကင်ထားလိုက်တယ်ဟောအကောင်ကြီးတွေနောက်ဆုတ်ကုန်ပြီပြို့တော်စွမ်းတဲ့ဆေးတော်ပဲဗျာအနာကိုကတ်ကိုမကတ်ရဲတာဗျမဖဲဝါကြီးကကျုပ်ကိုမျက်လုံးနီကြီးနဲ့ကြည့်နေတယ်ဗျသူကိုယ်တိုင်ကလည်းကျုပ်နာကိုကတ်လို့ရပုံမပေါ်ဘူးဗျကျုပ်ဖြင့်ဆရာကြီးဆိုင်းနှုံဖောက်ကိုကျေးဇူးတင်လိုက်တာဗျာကျုပ်နာကိုကတ်လို့မရကြတော့တာအဖေဝါစရင်ဖျားကြီးနဲ့ကောင်းကင်ကိုမောကြည့်တယ်ဗျသူ့လက်ကြီးနှစ်ဖက်ကိုလည်းအပေါ်ကိုမြှောက်ပြီးဝှေ့ရမ်းနေတယ်ဗျအဲ့မှာပဲတာတေးဆေးပြစ်တော့တန်နကြီးနဲ့ပြို့ကျင်းနဲ့ဆရာကိုတခါអော်လိုက်တယ်ကျုပ်မဖဲဝါကိုတစ်ချက်စောင်းကြည့်ပြီးတတိယဆေးကိုကျင်းနဲ့ထည့်ပြလိုက်တယ်ဗျပြစ်ပြီးရနဲ့ဆရာကိုတခါမှားတဲ့အတိုင်းဇရက်ပေါ်ကိုတစ်ချက်တည်းစွတ်ပြေးရတာပေါ့ဗျာဝုန်းဒီကအတန်ကြီးကတစ်ချက်မဟုတ်ဘူးဗျာဒီတစ်ခါကတော့တစ်ချက်တည်းမဟုတ်ဘူးသုံးချက်ဆင့်ပြီးတော့မြည်သွားတာပြို့ကျုပ်ဇရက်ပေါ်ကိုရောက်တော့နောက်ကိုချက်ချင်းလှည့်ကြည့်တယ်ဟာကျုပ်ရောင်ပြီးអော်လိုက်မိတယ်ဗျမဖွဲဝါကြီးရောသူ့ကောင်ကြီးတွေပါကျင်းတော့ကိုတိုးကတ်လာတာပဲပြို့ကျုပ်ဖြစ်ကျင်းတဲ့ဆရာကိုတခါကိုစိုးရင်လိုက်တာဗျာအဲ့တုန်းမှပဲအရေးမမေးတစ်ခုထိုးကြလာတယ်ပြို့မဖဲဝါကြီးကကောင်းကင်ကိုမောကြည့်ပြီးသူ့လက်ကြီးနှစ်ဖက်ကိုဝှေ့ရမ်းနေတယ်ဗျတော်တော်ကြောက်ဖို့ကောင်းတယ်ဗျာဒါကိုကျုပ်တယောက်တည်းမြင်နေရလို့ဗျာကြံတဲ့လူတွေမြင်မလွယ်ဘူးပြို့ဟောထိုးကြလာတဲ့အရေးမမေးကြီးကပိုမဲလာသလိုပဲဗျဟင်းဘာကြီးလဲဟာငှက်ကြီးထင်တယ်ဟာငှက်လဲမဟုတ်ဘူးဗျအတောင်ပံကြီးအကြီးကိုဝဲပြီးဆင်းလာတာဘူးဗျတရေကြီးဗျငှက်မဟုတ်တရေကြီးတောင်ပံပါတဲ့တရေကြီးဗျလက်ကလူလက်လိုပဲခေါင်းကစပင်ဖျားလာကြီးချလို့ဗျမျက်လုံးကြီးတွေပြူးထွက်နေပြီးပါဇက်ကြီးတွေကနေအဆွဲတွေဖူးဖူးကြီးတွေအပြင်ကိုငေါထွက်နေတာပဲဗျကြောက်ဖို့ကောင်းလိုက်တာ
ကိုချင်းအောင်တက်ခါတဲ့ဟေးဒီချိန်မှာပဲကျင်းတဲ့ဟာဆရာကိုတက်ခါရဲ့ကျုံးဝါလိုက်တဲ့အတန်ကြီးကကွင်းကျင်းပြင်ကိုဖောက်ထွက်လာတယ်ပြုဟာကျင်းပေါ်မှာအုပ်ထားတဲ့မြေကြီးတော့ပြင်ချက်တွေပါဖွာကနေလင်းထွက်သွားပြီပြုဟာထွက်လာပြီပြုဆရာကိုတက်ခါကျင်းပေါ်ကိုမြောက်တက်ပြီးထွက်လာပြီပြုကျင်းပေါ်9000လောက်အထိကိုမြောက်တက်သွားတာဗျဟာငှက်လူကောင်ကြီးကကိုတက်ခါကိုဖမ်းဆွဲလိုက်ပြီးဟာလေမင်းကိုလိန်ချိုးလိုက်တယ်ဗျာဟာကျွတ်တယ်ကင်ပေါက်လိုက်တယ်ပြီးတော့အိုးဝုန်းသွားပြီဆရာကိုတခါဇက်ကြီးကျိုးပြီးမြေချင်းထဲကိုဝုန်းနဲ့ပြန်ပြုတ်ကျသွားပြီပြုတ်ဟာဆရာတွေကလူတွေကဝိုင်းဝကြတယ်ဗျတချို့ကဇရက်အောက်ကိုပြေးဆင်းမယ်လို့တော့ကျုပ်ကအချိန်မီတားလိုက်ရတယ်ဟေးရက်တယောက်မအောင်မစင်းနဲ့တေသွားလိမ့်မယ်ဒီတော့မှကြောက်လန့်သွားပြီးကျုပ်ကအာကိုတကြီးနဲ့ငေးကြည့်နေကြတယ်မဖဲဝါကြီးကခေါင်းကြီးတညိမ့်လုံနေတယ်ဗျပြီးတော့လက်ပြလိုက်တယ်ငှက်လိုအကောင်ကြီးကလည်းပြန်ထွက်သွားပြီးတခြားအကောင်ကြီးတွေကလှက်ထွက်သွားကြပြီဗျဟောသူပါတင်းချိုင်းနဲ့ထွက်သွားပြီပြုတင်းချိုင်းကုန်းအဆက်လဲရောက်အောင်မဖဲဝါကြီးလည်းပျောက်သွားရောပဲဗျကျုပ်လည်းကြက်တေတေနေရနေပြီးတော့ဟေးလူတွေဓမ္မီးပိုင်းထုတ်ကြမီးထိုးဒီတော့မှဓမ္မီးတွေထုတ်ပြီးထိုးကြတာပေါ့ဗျာအားလုံးကျင်းစီကိုပြေးကြတာပေါ့အပေါ်မှာခင်းထားတဲ့ပြင်ချက်တွေကလည်းကျိုးပဲလို့ပေါ့ဗျာမြေကြီးတွေဖယ်ပစ်ပြီးပြင်ချက်တွေထုတ်လိုက်ကြတယ်ဗျသွားပြီဗျာဆရာကိုတက်ခါရဲ့အလောင်းကြီးကမြေချင်းထဲမှာမှောက်ခုံကြီးဗျဇက်ကြီးကလည်းလိမ်ပြီးကျိုးနေမျက်နာကြီးကလည်းကြောကုန်းဘက်ကတော့ရောက်နေတယ်ပြုတော်တော်တွေးပြက်စရာကောင်းတယ်ကျုပ်ကတော့အားလုံးရှိမှတောင်းကြီးလှုပ်ပေးခဲ့တာမြင်ကြတာပဲဗျာဖြစ်သွားတဲ့ကိစ္စကလည်းကျုပ်လည်းဘယ်တတ်နိုင်မှလဲဗျဒါပေမဲ့ဒီဖြစ်ပျက်ကိုမြင်လိုက်ရတာကျုပ်တယောက်တည်းဗျအားလုံးကတော့ဆရာကိုတက်ခါသူ့ဘာသာသူမြောက်တက်သွားပြီးပြန်ပြုတ်ကြလို့တေတယ်ပဲထင်နေကြတာပေါ့ဗျာငှက်လို့မကောင်းဆိုးဝါးကြီးကလေဘင်းကိုလိန်ချိုးသွားတာသူတို့တွေးမှမတွေးလိုက်ရတာဗျဆရာကိုတက်ခါနောက်ဆုံးချင်းမအောင်ဘူးလို့ထင်ကြီးပေးကြတာပေါ့ဗျာတကယ်ကကိုတက်ခါဆိုတဲ့လူကကိုချင်းအောင်သွားတာဗျအောင်ပြီးမှသူ့ရဲ့တီလာမလုံမှုကြောင့်အသက်ခံလိုက်ရတာဒါကိုတီးလိုက်တာကကျုပ်တယောက်တည်းပဲရှိတာလေဗျအခုတော့နားထောင်နေတဲ့ခမားပါတီးသွားပြီပေါ့ဗျာအားလုံးပြီးပါပြီခင်ဗျာအခုကျွန်တော်ဖတ်ပြနေတဲ့ကိုတင်ချိုင်းကဝေပြီးတာနဲ့ကျွန်တော်တို့က season 1ပြီးသွားပါပြီခင်ဗျာနောက်လာမယ့် season 2ကိုလည်းကျွန်တော်မကြာမီတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာအားပေးသူတူတယောက်တိုင်းကျေးဇူးရမ်းတင်ပါတယ်ခင်ဗျာ